ကို့မှာမိန်းမရှိတယ်နောက်ထပ်မိန်းမတစ်ယောက်ကိုထားတယ်ကို့မှာယောက်ျားရှိတယ်နောက်ထပ်ယောက်ျားတစ်ယောက်ကိုထားတယ်တရားဝင်ကွာရှင်းထားတဲ့သူတွေကိုကျွန်တော်မပြောဘူးเนาะတရားဝင်ကွာရှင်းထားတာမဟုတ်ဘဲနဲ့လင်ကြီးငုတ်တုတ်မယားကြီးငုတ်တုတ်နဲ့နောက်ထပ်မရင်ငယ်လင်ငယ်နေတဲ့ကောင်းနေကောင်းမလူတလိษံတွေကိုကျွန်တော်ကပြောတာအဲ့ဒါကိုဒီမှာလူတလိษံတကောင်ကလေကျွန်တော်ကိုနာပြီးတော့ပြောသွားတာဘာကောင်းလဲဆိုတော့နေကြည့်လိုက်ပေါ်နဲ့သိရအောင်ခင်ဗျားကိုကျွန်တော်တခုပြောပြမယ်နော်အဲ့ဒီလိုမျိုးပြောတဲ့သူတွေကလေတလိษံတွေလို့ပဲကျွန်တော်ကတော့တွေးထားတယ်တလိษံတွေလို့ပဲကျွန်တော်ကတော့မှတ်ထားတယ်နောက်တစ်ခုကကိုယ့်ရဲ့မိဘတွေကမဆုံးမပေးခဲ့လို့ဒီလိုစကားမျိုးပြောတာကိုယ့်ရဲ့မိဘတွေကသာဆုံးမပေးခဲ့မယ်ဆိုရင်ဒီလိုစကားမျိုးမပြောဘူးခုခမည်းရေးလိုက်တဲ့ comment ဒီအိမ်အောင်ရေးဖောက်ပြန်နေတဲ့မိန်းမတွေယောက်ျားတွေကိုမှလင်ငုတ်တုတ်သူများလင်ကိုနှိုက်ကိုမှမယားငုတ်တုတ်သူများမယားကိုနှိုက်တာအဲ့ဒီလိုမျိုးသူတွေကိုအားပေးအားမြောက်လုပ်နေတာတခိုးအားပေးလုပ်နေတာခမည်းကိုယ်တိုင်လည်းတော့ပိုင်ရှင်ရှိတဲ့လင်ပိုင်ရှင်ရှိတဲ့မယားကိုခိုးထားတာတော့မသိဘူးနော်ခမည်းရဲ့တလိษံဆက်သေးကိုကျွန်တော်ဆွဲမထဲနဲ့ကျွန်တော်တလိษံမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီလိုမျိုးဆက်သေးကိုကျွန်တော်မဝင်ဘူးကျွန်တော်ကလူကျွန်တော်မိဘတွေကဆုံးမတယ်သိလားဆုံးမတယ်ခမည်းသားလေးမိမဆုံးမဖမဆုံးမကမွေးထားတော့ဒီလိုစကားမျိုးကိုလေမရှက်မကြောက်ပြောရဲတာသိလားတကယ်ရှက်ကြောက်တဲ့သူတွေကဒီလိုစကားမျိုးကိုမပြောရဲဘူးနော်ခမည်းတွေးထားကိုတွေးထားခမည်းကလူလားတလိษံလားဆိုတာတလိษံဖြစ်လို့ဒီစကားမျိုးကိုပြောတာလူဆိုရင်ဒီစကားမျိုးမပြောဘူးသိလားမရှက်မကြောက်ပြောတာဘာကောင်းလဲဆိုတော့နေကြည့်လိုက်ပေါ်နဲ့သိရအောင်လို့ကျွန်တော်အဲ့လိုမျိုးမနေဘူးကျွန်တော်ကလူကျွန်တော်မိဘတွေကဆုံးမတယ်ခမည်းလို့လေလူစင်စစ်နဲ့တလိษံဘဝကိုကျွန်တော်မသွားခြင်းဘူးနော်ဒါကြောင့်မလို့လေတလိษံအတွေ့တလိษံလုံးရက်တွေကိုမလုံးနဲ့ရှက်ရကောင်းမှန်းသိကြောက်ရကောင်းမှန်းသိကိုအိမ်တည်းမဲ့တဲ့လုံးရက်တွေတိတ်ခမဲ့တဲ့လုံးရက်တွေမလုံးနဲ့ခမည်းလူမော့လားလူဆိုရင်လူကျင့်ဝတ်ကိုနားလဲလူစီဘလူးစီကိုသိနော်